Hello ဝဲမင်္ဂလာပါကျွန်တော်ဒီနေ့ commentator အနေနဲ့တင်ဆက်ပေးခြင်းနဲ့လက်ဝဲပွဲကောင်းလေးတစ်ပွဲရတော့စောငမန်းနဲ့ပါဝီတို့ပွဲလေးဖြစ်ပါတယ်ပါဝီကအဲ့ဒီခစ်ခါတော့သူ့ကိုအနိုင်ထိုးလေထိုးနိုင်မှုဆိုတာမလွယ်ဘူးเนาะသူ့ကိုတစ်ချက်ထိအောင်ထိုးနိုင်မှုဆိုတာတော့တကယ်မလွယ်တဲ့အချိန်ကတော့အရှောင်းတိန်လည်းကောင်းတယ်ပညာလည်းကောင်းတယ်ပြီးတော့ထူးခြားချက်တစ်ခုကဒီပွဲကထိုင်းနဲ့မြန်မာထိုးတာထက်ကရင်နဲ့ရောက်ထိုးတဲ့ပွဲလို့ပြောရင်ပို့ပြီးတော့မှန်မယ်เนาะဆောင်းမမြန်မာပြည်ကကရင်ဖြစ်ပြီးတော့ပါဝီကထိုင်းကကရင်ဖြစ်တယ်နော်သူတို့နှစ်ယောက်တယောက်ကရင်လိုပဲပြောကြရနော်အဲ့ဒီမြန်မာနိုင်ငံမှာလက်ဝဲသမားတော်တော်များများကရင်လူမျိုးဖြစ်တယ်လို့ထိုင်းမှာလည်းမွေထိုင်းသမားတော်တော်များများကရင်လူမျိုးတွေပဲဖြစ်တယ်နော်ဒီကဒီလက်ဝဲအသက်ပုတ်ပညာကရင်လူမျိုးတွေကရန်စိတ်ဝင်စားတာပေါ့ဘဝဝင်ချင်းထိုးရတဲ့အသက်ပုတ်ပညာမျိုးဆိုရင်ကရင်လူမျိုးတွေရန်စိတ်ဝင်စားတယ်အဲ့တော့အခုကပထမချီမှာတော့တယောက်ခြေကန်ချက်တွေနဲ့ပဲကဲဆိုင်နေကြရနော်ဆောင်းကမတော့မြန်မာပြည်ဖွားကင်ဖြစ်ပြီးတော့ပါဝီကတော့ထိုင်းနိုင်ငံဖွားကင်ဖြစ်တယ်နော်အခုပထမချီစနေပြီတိုကီပြစ်တာနဲ့ပထမချီတော်တော်လေးရောက်နေပြီနော်ဆောင်းကမ reach ချိန်နဲ့ reach တိုင်းနဲ့ပါဝီကအဲ့တော့မှသူ့ကိုတစ်ချက်ထိအောင်ထိုးနိုင်မှုဆိုတော့မလွယ်ဘူးအဲ့ဒီခေတ်ကလှုပ်ဝဲသမိုင်းတွေ့မရှောင်တော့သူ့ကိုကွဲအောင်တော့ထိုးနိုင်ဘူးတယ်နောက်ပိုင်းသူနဲ့ထိုးတဲ့လှုပ်ဝဲသမားတော်များများသူ့ကိုနိုင်မှုနေနေတာသူ့တစ်ချက်ထိအောင်ထိုးဖို့တော့မလွယ်တဲ့အခြေအနေတွေဟိုကအဲ့လိုအခြေအနေမျိုးမှာဆောင်းကမန်းဘယ်လောက်ထိလှုပ်ပြောက်သွားမလဲဆိုတော့ကျွန်တော်တို့တူတူကြည့်လိုက်အောင်ဆောင်းကမန်းထိတယ်ပါဝီကမြန်မာရိုးရလှုပ်ဝဲတော်တော်ချစ်မြတ်လို့ရနော်မြန်မာရိုးရလှုပ်ဝဲသမားတော်တော်များများနဲ့ထိုးဘူးတယ်သူတဲ့ဝိတ်ကြီးတဲ့လူနဲ့လည်းထိုးဘူးတယ်ဝိတ်တူတဲ့လူနဲ့လည်းထိုးဘူးတယ်သူတဲ့ဝိတ်တန်ငယ်တဲ့လူနဲ့လည်းထိုးဘူးတယ်ခုလူချင်းပူသွားပြီမြန်မာရိုးရနဲ့ထိုင်းမွေထိုင်းအသာခွာချချက်ကမြန်မာရိုးရခေါင်းတိုက်ခွင်ကိုအသုံးပြုထားတယ်နော်အဲ့ဒီအသာချက်ကိုစောင်းမှထိမိမိအသုံးပြုသွားတာဒီပွဲမှာတို့ကြည့်လိုက်အောင်ပါဝီထိနေပြီနော်ဆောင်းကမန်းရဲ့လက်သီးချက်လားခေါင်းနဲ့ချက်လားမသိဘူးရှောင်းသွားတွေ့ရတယ်ပါဝီညာမျက်လုံးရှောင်းသွားတာတွေ့ရတယ်ပါဝီအရှောင်းနဲ့အရန်ကောင်းတဲ့ကစားသမားချစ်ကန်ချက်ဆောင်းကမန်းမလို့ဆောင်းကမန်းနဲ့အရှောင်းတိုင်းကောင်းတဲ့လက်ဝဲသမားနှစ်ယောက်ပါဝီလက်သီးချက်တွေဆောင်းကမန်းရှောင်းသွားတယ်ဆောင်းမချက်တွေထောက်တယ်ဆောင်းမလူချင်းအပူမှာသူကသူ့ရဲ့တက်လုံးနဲ့အရန်ကောင်းတယ်နော်လူချင်းအပူမှာဆိုရင်ဘာဝေးဘော်ဒီရှော့တွေပဲကန်တယ်ဆောင်းမချက်တွေထောက်တယ်ထိတယ်ဆောင်းမရဲ့ချက်တွေကထိချက်များလာရင်ကြိုင်မဲ့ကစားသမားနားလာတယ်နော်ပထမချီတော့ပြီးသွားပြီပထမချီမှာပထမချီဘသူစီထိုးနိုင်ကြည့်အောင်ဆောင်းကမချက်တွေထိရနော်ပါဝီကိုဆောင်းကမလုကကန်နေပါဝီကမွေဆိုင်သမားဆိုအဲ့ဒီကလင်ချင်းပိုင်းနေရန်အကောင်းတော့တွေ့ရတယ်တွေ့မရှောင်းတော့ခြေတစ်ဖက်ကန်ပြီးတော့ကလင်ချင်းလောက်သွားတာနောက်ပိုင်းကျွန်တော်ပါဝီနဲ့ဝင်းထုံးပွဲကိုတင်မျိုးမယ်အဲ့တော့ပါဝီကအစီးနဲ့ထိုးနိုင်တော့ဒါပေမဲ့အစီးနဲ့ဝင်းထုံးကလည်း short တော့လို့မရအောင်နော်အစီးနဲ့ထိုးနိုင်တဲ့ team တော့ပါဝီကတိုက်စစ်ဖွင့်ချလဲဝင်းထုံးရဲ့အပါကက်ထိပြီးတော့ပါဝီအမတ်စင်အရေးကထိသွားတယ်နော်ပါဝီရဲ့ညာမျက်ခုံးစုံမကောင်းတဲ့ချက်ထိရလားဒါမှမဟုတ်လက်တိချက်ထိရလားတော့မသိဘူးတော်လို့ရောင်းနေတွေ့ရတယ်
ပါဝီကြောကုန်းမှာထိုးတာတက်တူက9ပုံနေနော်ဆောင်းကမန်းနဲ့ပါဝီ2ယောက်ကရန်အောင်နဲ့ခင်ကြရနော်တယောက်တယောက်စကားပြောရင်လည်းကင်လုံးပဲပြောရတယ်သူတို့ပြောရကင်စကားစကောကင်စကားလောက်မပြောတော့ဘူးအဲ့ဒီထိုင်းဒါမှမဟုတ်ဆောင်းကမန်းထိုင်းစကားတက်တာလားနှစ်ခုတက်တစ်ခုပဲဆိုတော့သူကြချီစားပြီသူကြချီစားနေတော့ reach တိုင်းနေကြတယ်ပါဝီဟက်ကေတကလည်းထီဦးဆောင်းမန်းမိုက်ရီကင်ပေါက်သွားတာပါဝီကဆောင်းမန်းကင်ပေါက်သွားလှရနော်သူမျိုးကင်ပေါက်နေကြဆောင်းမန်းဒီတခါတော့ပါဝီနဲ့တွေ့မှာသူကင်ပေါက်ခံထိပြီနော်ဆောင်းမန်းနင်းနေဆောင်းမန်းလက်တီပုံးနေလေထိရနော်တစ်ချက်လူကကန်လည်းချက်တွေထောက်တယ်ဆောင်းမန်းနဲ့ short တော့လို့မျိုးနော်အသက်16နှစ်နဲ့ပထမတန်းချန်ပီယံဖြစ်လာရည်အပကလည်းထိုးရထိတယ်ပါဝီရတစ်ချက်ကောင်းကစားသမားနော်ရှောင်းတိုင်းကတော့တကယ်ချန်ပီယံပဲဆောင်းမလူကကနေလူချင်းပူသွားပြီကလစ်ချမန်အပြိုင်ပြီးတော့အကြမှာဆောင်းမန်းရဲ့လက်တိချက်တွေပါဝီကိုထိရနော်ညံ့တယ်နော်ဆောင်းမထိုးသွားအကြမှာပါဝီကွဲသွားတွေ့ရတယ်လူရင်ပူပြီးထိုးတယ်ဆောင်းမန်းချုပ်တိုင်းရမ်းပိုင်နော်လူချင်းပူမှာထိုးရလက်တိချက်တွေကရန်ကောင်းတယ်ဆောင်းမန်းပေါ်ကရကနေဒါပြန်ခွာပေးလိုက်ပြီတူကြချီပြီးသွားပြီနော်နည်းနည်းလေးပဲကပ်ပြီးတော့ရှောက်နော်ဆောင်းမန်းပေါ်ကရထီတော့ရှောက်ပါဝီကကင်မောက်ရှောက်သွားဆောင်းမန်းဆောင်းမန်းဒီကသူကင်မောက်ခံထိတယ်အလှဲ့ပဲနင်းနေလူကကနေမနော်လူကြီးအပူအကြမှာဆောင်းကမလက်တိချက်နှစ်ချက်ကပါဝီကိုထိသွားတယ်နော်ဆောင်းကပေါ်ကီဒီပဲကန်ပါဝီတော်လေးကွေးနေတွေ့ရတယ်ဆောင်းကမတော့ကျွန်တော်ကြိုက်တဲ့လက်ဝဲသမားတွေထဲမှာမပါဘူးရသူကတိုက်စစ်သမားမဟုတ်ဒါပေမဲ့ဒီပွဲမှာတော့သူထိုးတက်သွားလေတော်လေးကောင်းအောင်တွေ့ရတယ်ပါဝီလိုကစားသမားမျိုးထိအောင်ထိုးနိုင်တယ်ဆိုတော့မလွယ်ဘူး
တက်ရှိရောက်ပြီပေါဝီထောင်နဲ့ကြိုက်ဖို့ကြိုးစားတယ်လူကကနဲ့ပေါဝီဆုံးမလူကပြန်ကနေလူချင်းပူမှာခေါင်းရင်တိုက်တယ်ပေါဝီထောတာထွက်နေတွေ့ရတယ်နော်ဒူးနဲ့တိုက်တယ်ထိတယ်ပေါဝီကိုလည်းမြမရွေးရလက်ဝဲသမားတွေကျေးဇူးတင်နေတယ်နော်သူ့ကြောင့်မြမရွေးရလက်ဝဲသမားတွေတက်ကွက်တွေပို့ပြီးတော့စုံလာသူနဲ့ထိုးတိုက်နေပညာရလာကြရနော်ပေါဝီကတကယ်ပညာကောင်းတာလူချင်းပူမှာထိုးတယ်ဆုံးမထိုးတယ်ပေါဝီချက်တွေထောက်တယ်ဒါတော့သူတို့နဲ့ပေါဝီနဲ့ဆုံးမန်းကဟိုအရင်ခင်ကြတော့သူတို့နဲ့ထိုးတယ်လူချင်းပူသွားဆုံးမန်းသူနဲ့တိုက်တယ်ပေါဝီလူကေတွေကြတယ်ဆုံးမချက်တွေထောက်တယ်ချက်တွေပိုရီကေကြတယ်ဆုံးမပိုရီရှိုးတွေထိုးတယ်ထိတယ်ပေါဝီကွဲနေပြီနော်ချက်တွေထောက်တယ်ထိတယ်ဆုံးမချက်တွေကထူးနဲ့တိုက်တယ်ထိတယ်လူချင်းပုံမှာဆုံးမပိုရီရှိုးတွေထိုးတယ်ပေါဝီကိုပိုရီရှိုးတွေထိုးတယ်ချက်တွေထောက်တယ်ဆုံးမကပေါဝီကိုချက်တွေနဲ့ပဲထုတ်ကပြီးသွားနော်တော့ချောက်ဆုံးမချက်တွေထောက်တယ်ထိတယ်ဆုံးမချက်တွေပေါဝီကိုချက်တွေထိတယ်သုံးချက်စတိုက်ထိတယ်နော်ဆုံးမချက်တွေပေါဝီရဲ့ချစ်ကန်ချက်ကိုတော့ဆုံးမကြောကုန်းနဲ့ပဲကာရာတွေ့ရတယ်သုံးချီမြောက်တော့ပြည်စုံသွားဒီချီမှာနဲ့ဆုံးမရဲ့ချက်တွေကပေါဝီကိုတော်တော်ဒုက္ခပေးတာတွေ့ရတယ်ပေါဝီတန်ရလည်းပို့ပြီးတော့ကွဲလာပြီပို့ပြီးတော့နှက်လာပြီနော်ဆုံးမရဲ့ချက်တွေထိပြီးတော့လူချင်းပူမှာဆုံးမန်းပိုရီရှိုးတွေထိုးသွားချက်နှစ်ချက်သုံးချက်အပကရလက်ထီနော်ဆုံးမအပကရပေါဝီလည်းဆုံးမပိုရီရှိုးတွေပြန်ထွက်နော်left hand ကပေါဝီကိုထိသွားတွေ့ရဆောင်းမှာ left hand မှာချက်သုံးချက်စလိုက်လားမသိဘူးနော်ချက်တွေထောက်သွား
နှစ်ချက်သုံးချက်စက်တိုင်းနော်သုံးချက်လုံးပေါဝီကိုထိရနော်စောင်းဝမ်းချက်တွေကပေါဝီတရားတော်လေးနှက်လာတာတွေ့ရတယ်စောင်းဝမ်းချက်တွေကစူးတယ်ခုကလေးချီမြောင်ရောက်သွားပြီဆိုဝဲနင်းရတယ်ပေါဝီနင်းချေစောင်းဝဲမျက်နှာတက်တက်ထိရနော်ဆုံးမချက်တွေထောက်ပြီးခေါင်းနဲ့တိုက်ပဲအပတ်ကတ်ထိုးတယ်ပေါဝီမှောက်သွားရင်တော့မရတော့ဆုံးမခေါင်းတိုက်ချက်တွေကြောင့်ပေါဝီမှောက်သွားပါပြီကွဲလေးတော်လေးကွဲသွားပြီတော့ပေါဝီနေနဲ့အနားတော့မတောင်းတော့နော်အရှုံးပေးသွားပြီပေါဝီကဆောင်းကမန်းဆိုလေးစီမြောက်မှာဆောင်းကမန်းရဲ့ခေါင်းတိုက်ချက်နဲ့လက်တိချက်တွေထိပြီးတော့ပေါဝီကအရှုံးပေးသွားပါပြီဆိုတော့အဲ့ဒီခက်ခါကထိုးဖို့ခက်တယ်ဆိုတော့ပေါဝီကိုဆောင်းကမန်းဘလူးထိုးသွားလဲဆိုတာကိုကျွန်တော်ဒီပွဲမှာကြည့်ရှုဟိုပါပေါ့ကောင်းကောင်းသိမြင်ခွင့်ရခဲ့လိုက်တာပေါ့နော်right hand ထိသွားရနော်ပေါဝီကိုခေါင်းနဲ့ချက်တွေလက်ထောက်ချောက်ထိတယ်အဆုံးနဲ့ကြည့်ပြီးတော့အလုံးကျေးဇူးတင်ပါတယ်